ငါးကင်တကောင်9000ဆိုတော့တော်တော်တန်တဲ့အနေထားမှာရှိတယ်အကင်နေရလဲတစ်ချောင်းမှာ1000ပဲဒီဆိုင်လေးကိုတော့ TikTok မှာတွေ့လို့သွားဝယ်စားခဲ့ရပါတော့ငါးကင်တကောင်9000ပဲဆိုတော့နည်းနည်းစိတ်ဝင်စားသွားတာဒါကတော့ကျွန်မယူထားတဲ့အကင်နဲ့ငါးကင်လေးတွေကိုกินပေးနေရပါရှင်အကင်နေရလဲတကင်ကို1000ပဲတချို့အသီးရွက်တွေဆိုရင်တော့တကင်ကို900ပါဒါကတော့9000နဲ့ငါးကင်တကောင်ရဲ့အရွယ်အစားပါဒီဟာအကုန်လုံးကိုမှကျွန်မ14000ပဲကြားခဲ့တယ်ငါးကင်နဲ့ဒီအကင်မှာပေးတဲ့အချင်းကတော့အတူတူပါပဲဒီ1000တန်ထဲမှာဒီလိုမျိုးကြက်မဲတွေလည်းပါတယ်ကြက်တောင်ပန်ကလည်း1000ပါပဲဒါပေမဲ့ကင်တာနည်းနည်းလေးတော့မီးမြောက်သွားလို့ကျွန်းသွားတယ်1000တန်အကင်တွေထဲမှာဆိုရင်ဒီလိုမျိုးကြက်မဲတွေလည်းပါတယ်နောက်ထပ်ဒီလိုမျိုးကြက်ရည်ကွန်တွေလည်း1000ပါပဲအမုံနဲ့ကြက်သားပြလိုက်ထားတာလေးတွေလည်းရှိတယ်အကင်တွေကတော့ဘယ်ဟာယူ1000ဝန်းမကျော်တာ900 1000အကုန်လုံးအဲ့ဒီဝန်းကျင်လေးတွေကြီးပဲငါးကင်ကတော့ဒါကတော့တကောင်9000ပေးရပါတယ်9000ပေးရတယ်ဆိုပြီးတော့ဖြစ်သလိုလုပ်ထားရတော့မဟုတ်ဘူးเนาะလုံးဝညှိနဲ့လည်းမရဘူးအရသာလည်းစားအဆင်ပြေတဲ့ထဲမှာပါတယ်ငါးကင်လည်းစားခြင်းနဲ့ပတ်စံလည်းတောင်းကနမသုံးညူဆိုရင်တော့ဒီဟာလေးစားကြည့်ပေါ့နော်ဆိုင်ရညနေ4 နာရီခွဲ9 နာရီလောက်ဆိုရင်တော့ထွက်ပါပြီတာကေတာရံပြေ6လမ်းထိပ်မှာရှိပါတယ်ငါးကင်ကိုရောက်မှกินပေးတာမျိုးမဟုတ်ဘဲနဲ့မဆောင်ညင်တဲ့သူတွေအတွက်လည်းဖုန်းဆက်ပြီးတော့လည်းကြိုမှာထားလို့ရပါတယ်နေဝေသွားဝယ်ခဲ့တာတော့ထိုင်စားလို့ရတဲ့ခုံပညာတော့မတွေးခဲ့ဘူးပါဆယ်တီးတံပဲရောင်းတာထင်တယ်အဲ့ဆိုင်ရညီမလေးကပြောလိုက်သေးတယ်ကြံတွင်းလဲသူတို့ဆိုင်ဖွင့်ပါတယ်တဲ့အကင်နေနဲ့အချိန်အရသာကတော့ပုံမှန်ပါပဲဒါပေမဲ့ငါးကင်တကောင်9000နဲ့ရလို့စားကြည့်ချင်တယ်ဆိုရင်တော့သွားစားကြည့်ကြပါဆုံးနေကြည့်ပေးလို့ကျေးဇူးပါ bye